စင်နဲ့ကြာလေပြင်းမှာတွဲမဲ့ပွဲဒါမှမဟုတ် United နဲ့ Arsenal တို့ရဲ့ပြင်းထန်အောင်မဲ့ပြိုင်ပွဲဒီနေ့ည7:00 နာရီမှာတော့လန်ဒန်မြို့ရဲ့ Emirates Stadium မှာ Arsenal နဲ့ United တို့ရှင်းပြိုင်ကစားသွားကြမှာပါဒီပွဲက2သင်းကြားပြင်းထန်တယ်လို့ပရိသတ်တွေအနေနဲ့လည်းပွဲမစားခင်ကတည်းကလေတိုက်နေကြပါပြီ Arsenal ဆိုတာက Mikel Arteta ရဲ့ဦးဆောင်မှုအောက်မှာအတည်ငြိမ်ဆုံးခြေစွမ်းကိုပြသထားပါတယ်ပြည်တွင်းနီးမှာတာမက Champions League မှာပါဂိုးတွေသွင်းယူကနိုင်ပွဲတွေကိုပုံဖော်နိုင်ခဲ့ပါတယ်အမှတ်ပေးစရာမှာလည်းအဆင့်1နေရာကနေရပ်တည်နေပြီးတော့ဒုတိယနေရာက Man City ကို9မှတ်အထိဖြတ်က Champions League ကိုစိန်ခေါ်ဖို့တာဆွနေပါတယ်တိုက်စစ်က City ပြီးရင်ဒုတိယအကောင်းဆုံးဖြစ်ပြီးတော့သွင်းဂိုး40အထိသွင်းယူနိုင်ခဲ့ပါတယ်ခံစစ်ကလည်း EPL ရဲ့အကောင်းဆုံးဆိုတဲ့အနေအထားတစ်ခုပါ Man United ရဲ့ခံစစ်က32ဂိုးထိခွင့်ပြုခဲ့ရပေမဲ့တိုက်စစ်ကတတိယအကောင်းဆုံးအနေအထားပါဒါဟာ Arsenal အသင်းပို့လို့မရဘူးဆိုတဲ့အချက်ပါ Man City တုန်းကလိုကောင်တာတွေပေးရမယ်ဆိုရင် Arsenal အတွက်လည်းအမှတ်လျော့သွားနိုင်ပါတယ် Man United တို့ဟာယာယီနီးပြကားရီရဲ့လက်ထက်မှာစုစုပေါင်း၄ပွဲကစားခဲ့ပြီးတော့ရှုံးပွဲမရှိရှန်ချိန်ကိုပိုင်ဆိုင်ထားပါတယ်ဒီ၄ပွဲထဲမှာ Arsenal နဲ့ပွဲလေပါဝင်ခဲ့ပြီးတော့ Arsenal ကို 3-2 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိအောင်ဆွမ်းဆောင်နိုင်ခဲ့ပါတယ်ဒါပေမဲ့အခုကစားရမှာက Emirates ဖြစ်ပြီးတော့ Emirates မှာ United အနေနဲ့ Arsenal ကိုမနိုင်တာကနှစ်တည်းတော်ကြာနေပြီဖြစ်တဲ့အတွက်အနိုင်ရရှိဖို့အသေးအတန်စ조사ရမှာပါဒီနှစ်သင်းတွဲဆုံတဲ့ပွဲမှာသွင်းဂိုးတွေကိုအမြဲတမ်းမြင်တွေ့ခဲ့ရတာကြောင့်ဒီနေ့မှာတော့ဘယ်သင်းကဂိုးတွေသွင်းကအနိုင်ယူသွားမလဲ Arsenal ရဲ့တိုက်စစ်နဲ့ United ရဲ့ခံစစ်အားပြိုင်မှုတွေမှာဘယ်လိုတွေဖြစ်သွားမှာလဲစောင့်ကြည့်ကြရမှာပါအကောင့်လေးကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့